မင်္ဂလာပါရှင်။ လိပ်စာ TV ရဲ့မြန်မာဘာသာသတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဇွန်လ23ရက်နေ့ညရရှိထားသောသတင်းတွေကိုကျမအခွန်မန်ဂျီလာကနေပြီးတော့တင်ဆက်သွားပါမယ်ရှင်။KIO ထိန်းချုပ်ရာဒေသအနောက်ပိုင်းတိုင်းအုပ်ချုပ်ရနေမြေမှာရှိတဲ့ဒဝချောင်းနဲ့တနိုင်းချောင်းစုံမှာရှိတဲ့ National Socialist Council of Nagaland NSN ရုံးအောင်အဖွဲ့အစည်းတွေရဲ့အခွင့်ကောက်ခံရဂိတ်ကို KIA အမတ်နဲ့တပ်ဖွဲ့ဝင်တွေကဇွန်လ18ရက်မနက်ပိုင်းကဖျက်သိမ်းလိုက်ကြောင်းသိရပါတယ်။ KIO ထိန်းချုပ်ရာနေမြေအတွင်းတို့ဝင်ရောက်လာတော့ရွှေတူးဖော်လို့ပန်းများနဲ့စီးပွားရှာအရက်သားများကိုအခွင့်များအစမတန်ကောက်ခံခြင်းတနက်ဖြည့်ချင်း6နှောက်ယှက်ခြင်းတွေမလုပ်ဖို့လွန်ခဲ့တဲ့2024နှစ်က KIA ဘက်မှအတိပေးထားခြင်းများပြုလုပ်ခဲ့တော့လေ NSCN ရုံးအောင်အဖွဲ့ဘက်ကလိုက်နာခြင်းမရှိတာကြောင့်ဂိတ်ကိုဖျက်သိမ်းရခြင်းဖြစ်တယ်လို့သက်ဆိုင်ရာတာဝန်ရှိသူထံမှသိရပါတယ်။ရုံးအောင်အဖွဲ့အခွင့်ကောက်ခံနေသူများမှတချို့မှာစကားစနဲ့ပတ်သက်နေသူများရှိနေပြီးစေဦးထံမှလည်းလက်နက်ခဲယမ်းများစစ်ဆေးတွေ့ရှိတာကြောင့်ဂိတ်ကို KIA တပ်ဖွဲ့ဝင်များတွားရောက်ဖျက်သိမ်းလိုက်ကြောင်းသိရပါတယ်။ဖကမြို့အတွင်းစကားစာပမှာနေ့တိုင်းဆိုသလိုလက်နက်ကြီးပစ်ခတ်မှုနဲ့လေရင်နဲ့ဘုံကျဲတောင်တွေလှုပ်ဆောင်နေတာကြောင့်ပြည်သူအများဘေးလွတ်ရာနေရာတို့ရွှေ့ပြောင်းခုံလုံးနေကြရပါတယ်။ပြီးခဲ့တဲ့ဇွန်လ23ရက်နေ့ညနေ4:25ချိန်ခန့်မှာလဲမြစ်ချနာမှာတက်လာတဲ့ဂျက်လေရင်တစီမားရံကြီးရွာမှာဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဇွန်လ20ရက်ညနေပိုင်း3:00ခွဲချိန်ခန့်မှာလဲစိမ်းတောင်ဆူတောင်းတောင်မှာဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ပြီးစိမ်းတောင်ရွာအတွင်းမှာလည်းဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူတွေထံကသိရပါတယ်။စကားစဘက်မှာပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေမှာလက်နက်ကြီးပစ်ခတ်မှုနဲ့လေရင်ဘုံကျဲတာတွေလှုပ်ဆောင်နေတာကြောင့်ပြည်သူအများအသက်လုံခြုံမှုမရှိအသက်သေဆုံးသူများလာပြီးနေအိမ်မီးလောင်ပစ္စည်းဆုံးရှုံးမှုတွေခံစားနေရကြောင်းသိရှိရပါတယ်ရှင်။ဖကမြို့မှာလွန်ခဲ့တဲ့ဇွန်လမှာစပြီးတိုက်ပွဲပုံမှုပြင်းထန်လာတာနဲ့အမျှကုန်စည်နှုန်းများလည်းအစမတန်မြင့်တက်နေတာကြောင့်ဒေသခံပြည်သူများစာဝေးနေရခက်တွင်းနေကြောင်းသိရပါတယ်။ယခုအချိန်ဖကမြို့မှာငွေတိုးဆန်ကိုတရိပ်လင်း365,000ကျပ်၊ချက်သားတပိတ်တာကို3,000,000ကျပ်၊ခရမ်းချင်တီတပိတ်တာလေး2,000ကျပ်၊ဝက်သားတပိတ်တာ8,000ကျပ်၊အာလူတပိတ်တာ8,000ကျပ်၊ကျပ်ဝတကက်လင်း4,000ကျပ်နဲ့73စီ92လီတာကို8,900ကျပ်ထိဈေးနှုန်းမြင့်တက်နေကြောင်းကိုစုံစမ်းသိရှိရပါတယ်။ကုန်စည်နှုန်းမြင့်တက်ခြင်းကတိုက်ပွဲပြင်းထန်နေခြင်းကြောင့်တာမကကာလများပိတ်ထားခြင်းကုန်တင်ကားများမဝင်ခြင်းကြောင့်ရခင်ဈေးနှုန်းထက်တဆပို၍မြင့်တက်နေသည့်ဖြစ်ကြောင်းဒေသခံများထံမှသိရပါတယ်။နားဆင်ခဲ့ကြတဲ့မိဘပြည်သူအလုံးကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေ။